မနက်စောစောမှာအင်ဂျင်နီယာတယောက်ဖြစ်တဲ့ဂျေဆန်ဟာတရားပေါ်မှာငားများနေခဲ့ပါတယ်။ရက်ပေါင်းများစွာငားမရပဲဖြစ်နေရကနေနောက်ဆုံးမှာငားတစ်ကောင်ရခဲ့ပေမဲ့အကောင်ငယ်လွန်းတာကြောင့်ရေထဲပြန်လွတ်ပေးခဲ့ပါတယ်။ထိုစဉ်မုန်တိုင်းလာတော့မဲ့အရေးအယောင်ကိုမြင်လိုက်ရတာကြောင့်သူ့အိမ်ကိုမြန်မြန်ပြန်ခဲ့ပါတယ်။အိမ်ရောက်တဲ့အခါဂိုဒေါင်တကားဖွင့်မရတာကြောင့်ကားကိုအပြင်မှာပဲထားခဲ့ရပါတယ်။အိမ်ထဲမှာတော့အလုတ်လက်မဲ့ဖြစ်နေပြီးအကျွေးစာတွေဝိုင်းနေတဲ့ဂျေဆန်ဟာဇနီးဖြစ်သူရဲ့နဲ့ကလေးတွေကိုမုတ်ကျွေးရင်းမနက်စာစားကြပါတယ်။ဒါပေမဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေတယ်လို့အိမ်ရဲ့အုတ်မြစ်ကလည်းကျင်းဆက်နေစင်းနေတာကိုသိလိုက်ရပါတယ်။မနက်စာစားပြီးလို့ခရစ်စမတ်တစ်ပင်သွားဝယ်ဖို့အပြင်ထွက်ဖို့ပြင်ကြတဲ့အခါမှာတော့တကားကလုံးဝဖွင့်မရတော့ပါဘူး။အရှိတကားအနောက်တကားနဲ့သတင်းပေါက်အားလုံးပိတ်မိနေခဲ့ပါပြီ။အကူအညီတောင်းဖို့လိုင်းလည်းမရှိပါဘူး။သတင်းပေါက်ကိုရိုက်ခွဲပေမဲ့လည်းအကွဲယုံပဲဖြစ်ပြီးပျက်စီးမသွားပါဘူး။အပြင်မှာလည်းအိမ်နီးချင်းတွေအားလုံးသူတို့လိုပဲအိမ်ထဲမှာပိတ်မိနေကြတာကိုတွေ့လိုက်ရပါတယ်။ရက်တွေကုန်လွန်လာတာနဲ့အမျှအိမ်နီးချင်းတွေဟာကြောက်တင်ပုံတွေကနေတဆင့်အချင်းချင်းဆက်သွယ်ကြပါတယ်။အချို့ကအစိုးရရဲ့လုပ်ရက်လို့ထင်ကြပြီးအချို့ကတော့ဂျိုသားတွေရဲ့လက်ချက်လို့ယူဆကြပါတယ်။ဂျေဆန်ကတကားမှာအပေါက်ဖောက်ကြည့်တဲ့အခါထူးဆန်းတဲ့ရေတားစီ barrier တစ်ခုကပိတ်ဆို့ထားတာကိုတွေ့လိုက်ရတာကြောင့်ဒါဟာလူတွေလုပ်တာမဟုတ်ဘူးဆိုတာသဘောပေါက်သွားပါတယ်။ရက်သက်တစ်ပတ်တွေကုန်လွန်လာတာနဲ့အမျှရိတ်ခါတွေကိုစနစ်တကျခြွေတာသုံးဆွဲကြရပါတယ်။14ရက်မြောက်မှာတော့သမီးငယ်တော်ဟာမိုးရေထဲမှာထူးဆန်းတဲ့တတဝအမှောင်ရိပ်တွေကိုစတင်မြင်တွေ့လာရပါတယ်။မိသားစုဟာအိမ်ထဲမှာပဲကနဦးနေရန်စစ်ချက်ချင်းလေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့အချိန်ကုန်လွန်စေခဲ့ပါတယ်။ရက်ပေါင်း90မြောက်ခရစ်စမတ်နေ့မှာတော့အိမ်နီးချင်း Richard အစားအစာနပ်မှုပြီးတည်ဆုံသွားတာကိုတွေ့လိုက်ရပါတယ်။ရိတ်ခါနဲ့ဆေးဝါးတွေပြက်လက်လာမှုကြောင့်မိသားစုရဲ့ချစ်စနိုးမွေးထားတဲ့ခွေးကလေးခါစလီကိုလည်းဝေဒနာမခံစားရအောင်အဆုံးစီရင်လိုက်ရပါတယ်။